နော်စိတ်ဝင်စားသူ့လိုပိုးပေါ်လာတာပေါ့ပိုးပေါ်လာနေဆရာလုံးကျော်ပေါ်လိုက်တာဗာပိုးကပွားသွား ဝါသနာပါလို့ရှိရင်တော့ပြောရတယ်မှာတယ်မဆိုင်ဝါသနာပါလို့ရှိရင်တော့ကျွန်တော်လုပ်ပြရမှာပဲဒီကနေ့ပဲတက်ပြတာသူဖိတ်တဲ့အတွက်ကျွန်တော်လာကူညီနေလာတက်ပြတာ ဘာအချင်းတို့ဒီ Channel Plus ကဟိုပါပေါ့နော် management နဲ့ပါတော့ကျွန်တော်ဟိုရင်တော့လောက်ပဲပါတယ်လေဖိတ်ခေါ်လာပြီးတော့ဒါပေမဲ့အားပေးရပေါ့နော်ကျွန်တော်ကလည်းအားပေးရသူကလည်းပြန်အားပေးရပေါ့ပါပြီးပါပဲဟိုဘောလုံးဒီနိုင်ငံရောအဆင့်ဘောလုံးပွဲအကုန်လုံးဒီခါလေးကြည့်လို့ရတဲ့အတွက်ဆိုစင်ပြတာပေါ့တို့တွေလည်းကောင်းတာပေါ့ပြည့်တဲ့ကိုရတာပေါ့ဟုတ် သူတို့ဖိတ်တော့လဲဆရာတွေနှစ်ယောက်အတူလာတော့လဲဒီကောင်းတာပေါ့ ပြလိုက် သူ့ပါဘူးသူကကျိုးရပါတယ်သူကဒီလိုပေါ့နော်သူပညာဆိုင်ဝန်းကျန်းလေးလာခဲ့ကောင်ဒီလောက်ဝိတ္တမဖြစ်လာတော့လေဒီမျိုးလေးပေါ့ ကျွန်တော်လောလောဆယ်ကမှဟို recently interview ပေါ့ recently interview ဆိုတော့ဒီနေ့ကတော့ကမှပြီးတာပေါ့နော်ဒီဆရာနဲ့တူတူဒီ LCR လည်းဒေတာလေးခိုင်အောင်လို့စီးပွားရေးချိန်နေတယ်အခြေခံလေးပေါ့နော်အဲ့ဒါလေးလည်းဒေတာလေးလုံးနေတော့လောလောဆယ်အဲ့ခိုင်ပြီးသွားပြီဆိုတော့ဆရာကလည်းပြောတာပေါ့ဆရာနောက်တော့ပဲဒေတာလေးပို့မယ်ပေါ့ဒီနိုင်ငံသားတွေတော့ပေါ့မယ်အဲ့ဒါလေးဒေတာလေးပို့မယ်အဲ့လိုလည်း share လုပ်ချင်တာပေါ့နော်ဆိုတော့ share လုပ်ချင်တယ်ဆိုတော့ချိန်နေတော့ယူရတာပေါ့ အရင်ပုံနဲ့အခုပုံနဲ့ကြည်လိုက်ပေါ့နည်းနည်းกว่าပါ ဆရာကြီးလောက်တာကျွန်တော်ပထမစား train တော့80 kg ပေါ့80 85 kg အဲ့တော့2020လား2021လားပြောတော့အဲ့ဒီပြီးတော့ဆရာနဲ့ train ပြီးတော့လုံးဝ80ကနေ69လောက်ထိပြုတ်ကြအောင်တော့ညားတဲ့တော့တက်တော့ဆရာ training ပေါ့နော်စိတ်ဝင်စားသူ့လိုပိုးပေါ်လာတာပေါ့ပိုးပေါ်လာနေဆရာလုံးကျော်ပေါ်လိုက်တာဗာပိုးကပွားသွားတယ်ထိုးခံရတာကန်ကန်တော့နာတာပေါ့ဒါပေမဲ့ပြောပါတယ်ဝမ်းသာပါတယ်ဘာလို့ဆိုဘောအသက်ရောက်သွားတော့ပေါ့နော်ဘောအသက်လည်းရောက်သွားကျွန်တော်လည်းတကယ်ဆွဲရတာပြောတယ်ထိုးရတာလည်းပြောတယ်ဒီဆရာနဲ့တူတူဒီပွဲစီစဉ်တာလည်းရမ်းပြောတယ်ရမ်းဝမ်းသာပါတယ်စိတ်ဓာတ်တွေရော physical strength ကိုပေါ့နော်ဘောလုံးတော့နောက် next level ရောက်သွားတော့ပေါ့ဒါငကိုပထမသူလောကထဲမှာသူလွတ်လာတဲ့ဟာနဲ့အခုဒီကျောင်းရဲ့ဒီလက်ဝိလောကထဲရောက်လာတဲ့အခါမှာနော်သူရဲ့ပြောင်းလဲမှုတွေကသူ့ကိုယ်တိုင်မှာသိတယ်တရားပြောင်းလဲပါဝါသနာပါလို့ရှိရင်တော့ပြောရတယ်မှာတယ်မဆိုင်ဝါသနာပါလို့ရှိရင်တော့ကျွန်တော်လုပ်ပြရမှာပဲကျွန်တော်ကြိုးစားမှာပါအဲ့တော့ကျွန်တော်ပွဲကကျွန်တော်ကဆောင်းနေခဏပဲကျွန်တော်မှန်းလာတာပေါ့နော်ကျွန်တော်ကအကြောင်းမျိုးကြောင့်ပွဲပြတ်သွားတယ်နည်းနောက်ဆုတ်သွားတာပေါ့နော်ဘယ်ရက်နဲ့တော့မသိဘူးပြန်လာမှာပေါ့နော်ပြန်လာကကျအကောင်းဆုံးပြအောင်ကျွန်တော်လုပ်ပြမှာပဲကျွန်တော်တို့နဲ့အတူတူစီစဉ်နေရလေပွဲအကုန်လုံးဖြစ်မှရေးပါဟုတ်ဒီလက်ဝဲပွဲကိုကြတော့လူတွေပေါ်စိတ်ဝင်စားအောင်လို့ဆိုပြီးတော့နည်းနည်းထူးခြားတဲ့ကွက်လေးတွေပေါ့နော်ဆိုတော့ကျွန်တော်ရင်တစ်ခါတော့ဆိုရင် sponsor တွေနည်းနည်းမျိုးစုံပေါ့ဒီ brand visibility ရတယ်ပါရောနည်းနည်းလေး creative အနေနဲ့သွားတာပေါ့နော် သူဖိတ်ကြပေးတဲ့အစီအစဉ်ညီမလေးတွေပေါ့နော်သူတို့လည်းရန်ကျေးဇူးတင်သူတို့ပွဲလေးဖိတ်ရတယ်လေသူတို့ဖိတ်လို့လိုက်တာကျွန်တော်တို့ကလာဖြစ်တာသူတို့လည်းအောင်မြင်ပါဒီလိုထူထောင်ပေးပါတယ်